မိမိကိုလေးစားပြီးချစ်ပါပိုအစစ်မြင့်နဲ့စွမ်းဆောင်ရည်တွေရှိဖို့ကိုလေးစားမှုတွေနဲ့နေထိုင်ပါတဲ့ကျမတို့တွေလူဘဝမှာเนาะသူများကိုကမချစ်ရင်နေပါစေကိုတော့အရင်ချစ်အောင်ကြိုးစားလိုက်ပါမိ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 ချစ်နိုင်အောင်ကြိုးစားပြီးတော့ကိုအရင်လေးစားမှုရှိအောင်ကြိုးစားလိုက်ပါเนาะကိုဘယ်လိုလေးစားမှုရှိအောင်ကြိုးစားရမလဲဆိုကိုရဲ့အသက်အရွယ်ကိုရဲ့အတိုင်းအတာမှာကိုဘာတွေလေးလာပြီးပြီလဲဘာတွေသိရှိပြီလဲဆိုတာကိုစွမ်းဆောင်ရည်မြင်မာဖို့အတွက်ကိုမြင့်တင်ရမယ်ကိုမမြင့်တင်မဲနဲ့ငါတော့ဘာမှကိုမလုံနိုင်တော့တဲ့အရွယ်တစ်ခုကိုရှောက်လန်းနေပါပြီကိုအသက်အရွယ်တွေလည်းရလာပါပြီဆိုပြီးတော့ကိုနှိမ်ချတဲ့အတွေးမျိုးကိုမတွေးမိအောင်ကြိုးစားရမယ်ကိုချစ်ပြီးတော့ကိုစွမ်းဆောင်ရည်မြင့်တင်ရမယ်ကိုမြင့်တင်မှသာလေမိမိဘဝကမိမိအမြဲတမ်းတိုးတက်လာကိုအသက်အရွယ်မှာကိုရှာဖွေတဲ့ဗဟုသုတတွေရှာဖွေရမယ်ကိုအသက်အရွယ်ဟာဆိုရင်ကျမတို့ဒါဆိုရင်လူငယ်တွေကလေးအရွယ်တွေကိုကျမတို့ကနေပြန်လဲပြီးတော့ဗဟုသုတတွေကျမ်းမာရေးအတွေ့အကြုံတွေကိုအကုန်လုံးကိုရီးယားမျှဝေရမယ့်အရွယ်ရောက်လာပြီเนาะအဲ့လိုမျှဝေရမယ့်အရွယ်ရောက်လာတဲ့အတွက်ကိုကျမတို့ကနေကိုအရင်ချစ်ရမယ်ကိုကျမ်းမာအောင်နေရမယ်ကိုဘဝမြင့်တင်မှုအတွက်ကိုလေးလာရမယ်လေးလာပြီးတော့ကိုအသက်အရွယ်မှာကိုကဘာတွေပြန်ပြီးတော့ဝေမျှနိုင်မလဲကုညီနိုင်မလဲဆိုတဲ့ဟာကိုကအမြဲတမ်းလေးလာကြိုးစားနေရမယ်ကျမတို့အသက်အရွယ်တွေကတင်ကြရေးဆိုတာကိုလည်းကြော်လွန်ခဲ့ပြီးပြီเนาะအိမ်အောင်ရေးဆိုတာကိုလည်းဖြတ်ကျော်ခဲ့ပြီးပြီတားငယ်သမီးငယ်တွေကိုလည်းကျမတို့တွေကမွေးဖွားပြီးတော့ကြည်ပြင်းစေခဲ့ပြီအဲ့ဒီကိုတွေးကြုံခဲ့တဲ့အတွေးကြုံတွေကိုမှကိုကလေးလာသုံးသပ်ပြီးတော့နောက်ထပ်လိုအပ်မဲ့ဗဟုသုတများကိုကိုကရှာဖွေရင်းနဲ့အခုကိုထက်ငယ်ရွယ်သောသူများကိုကနေပြန်ပြီးတော့ဗဟုသုတတွေဝေမျှရမယ့်အရွယ်ဖြစ်နေပြီအဲ့ဒီအတွက်ကျမတို့တွေကအမြဲတမ်းကျမ်းမာနေရမယ်လေးလာနေရမယ်ကိုကအမြဲတမ်းဗဟုသုတတွေကိုပြန်လဲမျှဝေနိုင်တဲ့အရွယ်ဖြစ်နေပြီဖြစ်တဲ့အတွက်ကိုကျမတို့ကအမြဲတမ်းလေးလာပြင်ဆင်ရမယ်အဲ့တော့ကိုအရင်ကျမ်းမာအောင်နေရမယ်ကိုအရင်ချစ်ရမယ်เนาะကိုအရင်လေးစားသမှုပြုပြီးမှနောင်လာနောင်သားတွေလူငယ်တွေကိုကျမတို့ကနေပြန်လဲဝေမျှသင့်တဲ့အရွယ်ကိုရောက်နေပြီဖြစ်တဲ့အတွက်ကိုကျမတို့ကနေအမြဲတမ်းကိုအရင်လေးစားအောင်ကြိုးစားရအောင်เนาะ